ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုသော channel ကနေပြီးတော့ကျွန်တော်ရဲ့ကိုရီမတွေအားလုံးကိုပြန်လည်ညွှန်တွေ့စွာကြိုဆိုလိုက်ပါတယ်ဒီပေါ်မှာကျွန်တော်ရဲ့ကဏ္ဍလေးတို့အစမပြတ် live shot ပေးနေတဲ့ကိုရီမတွေအားလုံးပဲတူတယောက်မချန်ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုဝင်ရောက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ဘက်ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အများအားပေးနေသောလူဟောင်းကိုရီမတွေအားလုံးလူသစ်ကိုရီမတွေအားလုံးတူတယောက်မချန်ခုနှစ်သားသမီးများပေါင်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အလုံးစုံပြည့်စုံနိုင်ကြပါစေစိတ်တော်တိုင်းကိုပါလိုအပ်ဆန္ဒတွေအားလုံးပဲပြည့်ဝကြပါစေလို့ဥသောပထမကျွန်တော်ရဲ့ channel လေးကနေပြီးတော့ကိုရီမတွေအောင်ထုတ်ကိုစုမှုအောင်တောင်းပေးလိုက်ပါတယ်။ကြည့်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါပဲ။ဒီဗီဒီယိုဖိုင်လေးရဆိုရင်ဒါကျွန်တော်တို့မနက်ဖြန်9ရက်2လ2026เนาะကျွန်တော်ကြာသာပင်းနေ12နာရီ10မိနစ်တော့ကိုလာရောက်ပြီးတော့မျှဝေပေးတာလာရောက်ပြီးတော့အကြံပြုပေးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုခုမှမြင်လို့ဝင်ရောက်လာတာပဲဖြစ်ဖြစ်เนาะခုမှတွေးလို့စိတ်ဝင်စားလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ကျွန်တော်အမြဲအားပေးလို့ဝင်ကြည့်တာပဲဖြစ်ဖြစ်ဘလို့ကြောင်းမျိုးနဲ့ပဲကြည့်ကြည့်ပါကျွန်တော်ရဲ့အကူအမများအားလုံးတော့ကိုလည်းမဖြစ်မနေကြည်သိကြည်ထိုက်တဲ့ဗီဒီယိုဖိုင်လေးဖြစ်တယ်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်ကြည်ချင်းအဖြစ်လဲကျွန်တော်ရဲ့အကူတွေမတွေအားလုံးတော့ဘလို့ကျိုးမြတ်တွေရှိမှလဲဆိုတော့ကျွန်တော်နောက်ဖက်မှာအဓိကထားပြီးတော့ထိုးရမယ့်မိန်းပတ်သေးတွေရမယ်တကွာကောင်းတွေရမယ်ကီးတွေစသဖြင့်အားလုံးရရှိမှာဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကတော့မကြောက်ဘူးအလုံးလုံးကြာ4မိနစ်ထိုင်ကို4မိနစ်လောက်ပဲကြာမှာဖြစ်တဲ့အတွက်မကြုံမဖက်နဲ့အစနဲ့အဆုံးလေးတခြားလေးကြည်သွားပေးပါကျွန်တော်တို့ဒီနေ့မှဆိုရင်လည်းကျွန်တော်တို့40ဆိုတဲ့ခဏနဲ့ကျွန်တော်4ကြိမ်ဆက်ပြီးတော့အောင်ခဲ့ပြီเนาะ4ကြိမ်မြောက်ဆက်ပြီးတော့အောင်ခဲ့ပြီကျွန်တော်တို့59မှာလည်းရတယ်ကျွန်တော်25မှာလည်းရတယ်เนาะကျွန်တော်တို့ပြီးတော့မနေ့ကတော့ကျွန်တော်တစ်ပိုင်လေးနဲ့ပဲပတ်သီးနည်းနဲ့ပဲအဆင်ပြေခဲ့တယ်ဒီနေ့မှာတော့ကျွန်တော် main ပတ်သီးရောမရုပ်ကောထပ်ပြီးတော့အဆင်ပြေခဲ့ပြီเนาะပေါက်လိုက်တယ်ရလိုက်တယ်ဆိုတော့ကိုတွေမတွေအားလုံးကပေါက်ကြီးလေးတွေမှန်းပြီးတော့အားပေးခဲ့လို့ရပါတယ်အခုလိုမျိုးမှန်ခိုင်းတာလည်းဒါကျွန်တော်တို့ဘာကြိုးမြတ်မှတော့မရှိဘူးเนาะကျွန်တော်ရဲ့ကဏ္ဍလေးတွေယုံကြည်နဲ့ live ဆော့လို့အဆင်ပြေသွားရဆိုတော့အတန်လေးကြားရင်ကျွန်တော်လည်းကဏ္ဍရှာတာပြင်မှန်းကြိုးနှက်ပါတယ်เนาะအဲ့ဒါကြောင့်အားလုံးမှန်ခိုင်းတာဖြစ်ပါတယ်ဒီနေ့ဒီချိန်ထိကိုတပွဲတစ်ချိန်မှအဆင်ပြေသေးဆိုတဲ့ကိုတွေမတွေအားလုံးများကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးတွေကိုကြည့်ပြီးဆိုရင်လည်းလုံးဝစိတ်တမကြနဲ့နက်ဖန်မှာเนาะအားလုံးပဲအဆင်ပြေအောင်အားလုံးပဲပေါအောင်ဒီနေ့လိုပဲအဆင်ပြေအောင်ကျွန်တော်အကောင်းဆုံးကြိုးစားလာပေးခဲ့ပါတယ်ကျွန်တော်ရဲ့ကိုရီမတွေအားလုံးဘက်ကတော့အဓိကတော့ယုံကြည်မှုနဲ့လိုက်ပြီးတော့ကစားပေးဖို့ပဲလိုအပ်ပါတယ်เนาะအဓိကတော့ယုံကြည်မှုနဲ့လှုပ်တာဖြစ်တဲ့အတွက်ယုံကြည်မှုရှိမှလိုက်ပြီးတော့ကစားပါကျွန်တော်ရဲ့ကဏ္ဍတွေကိုလည်းလိုက်ပြီးတော့ဆော့ပါမဆော့ပါနဲ့လို့တော့ကျွန်တော်မပြောဘူးเนาะကျွန်တော်မျှဝေပေးတဲ့ကဏ္ဍတွေအားလုံးဒီကျွန်တော်ရဲ့ကိုရီမတွေအားလုံးအတွက်တစ်စိတစ်ပိုင်းတစ်ထောင်တနေရာနဲ့အသုံးတက်မယ်ဆိုရင်ယူပြီးတော့သုံးလို့ရတယ်အကြိုက်တူဝါသနာတူမယ်ဆိုရင်လိုက်ပြီးတော့ကစားလို့ရတယ်ကြည့်အားလုံးပဲကျွန်တော်စကားရတော့ရှေ့ဝင်ပြောတော့ဦး channel လေးကို subscribe ကလေးနှိပ်မယ် like လက်မလေးတွေနှိပ်ဖို့တော့မမေ့နဲ့ဝင်လာပြီဆိုတယောက်ချင်းစီတိုင်း like လက်မလေးတွေနှိပ်ထားမယ်နော် like လက်မလေးနှိပ်တာဘေးတရားလဲပို့ပြီးတော့မကုံအောင်ငွေတရားလဲပို့မကုံအောင်အဲ့ဒါကြောင့် like လက်မလေးနှိပ်ပြီးတော့မအားပေးပါလို့ကျွန်တော်ပြောချင်ပါတယ်နောက်ဖက်9ရက်2လ2026เนาะကျွန်တော်ကြာသာပင်းနေ့12နာရီ10မိနစ်အတွက်အကောင်းဆုံးကီးနေနေရတော့ကျွန်တော်တို့2-4ခွန်ဆိုတဲ့ကီးပဲဖြစ်ပါတယ်2-4ခွန်ဆိုတဲ့ကီးပါကိုတွေမားတယ်အားလုံးရှိမှ1ချင်းကီးလုံးဝရှိမှဆိုရင်တွဲပြီးတော့ထိုးပါတွဲပြီးတော့ကစားပါเนาะဘလိုကနန်းမျိုးပဲထိုးဘလိုဗရိတ်မျိုးပဲလဲလိုက်2-4ခွန်ပါတော့ကီးလေးဒီကအားကောင်းဆုံးကနန်းလေးဖြစ်ပါတယ်ပတ်သီးနေနေတော့ကျွန်တော်2ခွန်ပတ်သီးကိုရွေးထုတ်ထားပါတယ်เนาะပတ်သီးကိုနှလုံးလုံးပတ်ဖို့မလိုဘူးပြီးတော့မှကျွန်တော်အကြိုက်ဆုံးပတ်သီးလေးတစ်လုံးနဲ့တစ်ခွက်ကောင်းလေးပြန်ပြီးတော့ရွေးထုတ်ပေးမယ်နှစ်နဲ့ပတ်သက်ရင်ကျွန်တော်20ပါမယ်25ပါမယ်24ရယ်29ရယ်เนาะ20 25 24 29ဒါနှစ်နဲ့ပတ်သက်အဓိကထားပြီးတော့ထိုးရမယ်ကဏ္ဍလေးတွေခွန်နဲ့ပတ်သက်ရင်ကျွန်တော်80ရယ်ခွန်5ရယ်ခွန်4ရယ်ခွန်9ရယ်80ခွန်5ခွန်4ခွန်9ဒီကဏ္ဍလေးတွေကဒါပတ်သီးမပတ်နိုင်ဆိုတဲ့ကိုတွေမတွေအားလုံးဒီကဏ္ဍလေးတွေအဓိကထားပြီးတော့ကစားပေးပါเนาะအခု main ပတ်သီးနဲ့တခွက်ကောင်းလေးပြန်ပြီးရွေးထုတ်ပေးမယ်အကြိုက်ဆုံးပတ်သီးတစ်လုံးရွေးထုတ်ပေးမယ်တေချာပေါက်ထွက်မယ်လို့တော့အာမမခံဘူးเนาะအကောင်းဆုံးကြိုးစားပေးထားတယ်ယုံကြည်မှုအဖြစ်ရှိမှလိုက်ပြီးတော့ဆော့ပါနောက်ဖက်မှာကျွန်တော်ကြိုက်ဆုံးပတ်သီးခွန်ပိုင်ဖြစ်ပါတယ်ခွန်ပိုင်ပါเนาะ main ပတ်သီးတစ်လုံးနေတော့ခွန်ပိုင်အကြိုက်မတူဝါသနာမတူတာဖြစ်တဲ့အတွက်နှစ်ကြိုက်တဲ့ကိုတွေမတွေအားလုံးပဲနှစ်ပတ်သီးကိုကစားလို့ရတယ်ကျွန်တော်ကြိုက်ကတော့ခွန်ပိုင်လေးကိုရွေးထုတ်ပေးထားတယ်ခွန်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်80ဆိုတဲ့ကဏ္ဍစီတစ်ခွက်ကောင်းပါเนาะခွန်နဲ့ပတ်သက်ရင်ကျွန်တော်80ဆိုတဲ့ကဏ္ဍစီဒါပထမ main ပဲဖြစ်ပါတယ်ကျွန်တော်နှစ်နဲ့ပတ်သက်လို့ရှိရင်20ဆိုတဲ့ကဏ္ဍစီဒါဒုတိယ main ပဲဖြစ်ပါတယ်เนาะ80စီပထမ main 20စီဒုတိယ mainကဲအားလုံးပဲကျွန်တော်အခုမျှဝေပေးခဲ့တဲ့ကဏ္ဍလေးတွေအားလုံးကိုကျွန်တော်ရဲ့ကိုမများအားလုံးပဲယုံကြည်နဲ့လိုက်ပြီးတော့ဆော့ပါအစင်ပြေမှလိုက်ပြီးတော့ကစားပါလို့ကျွန်တော်ဒီနေ့ကနေပြောချင်ပါတယ်เนาะဒီနေ့မှာအစင်ပြေလိုက်တဲ့ကိုဒီမတွေရဲ့အားလုံးကလည်းပေါက်ကြီးလေးတွေမှန်းထားမယ်လူသက်ကိုဒီမတွေများဝင်လာပြီးဆိုရင်လည်း okay မင်္ဂလာပါစသဖြင့်အားလုံးပဲမှန်းပြီးတော့အပေးခဲ့လို့ရပါတယ်ညနေ4နာရီခွဲအတွက်ကိုတော့ကျွန်တော်7နာရီခွဲဆိုရင်ကျွန်တော် like လေးပြန်ပြီးတော့တက်လာခဲ့ပါမယ်အားလုံးပဲဝင်ရပြီးအပေးကြပါအောင်လို့ဒီနေ့ကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ခုလိုမျိုးအပေးတဲ့ကိုတွေမတွေအားလုံးပဲတယောက်ချင်းစီတိုင်းနေ့ရက်တိုင်းမှာဇေယျတုတပမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့ဒီလိုခံလေးကိုနောက်ပါရနာလိုက်ပါကဲအားလုံးပဲတက်ပါ